ဒီမျိုးနွယ်စုမှာလူငယ်မျိုးနွယ်ဝင်တွေဟာသူတို့ရဲ့ညီညွတ်ရေးနေ့မှာကိုတက်တည်ပြနိုင်ဖို့အတွက်လင်းယုံဥပလုံးစီရှာဖွေရလေးရှိပါတယ်။ဒါဟာသူတို့ရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်တာဖြစ်တယ်လို့မျိုးနွယ်စုရဲ့ယဉ်ကျေးမှုကိုဆက်ခံတဲ့အရေးကြီးတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။လင်းယုံဥပိုင်ဆိုင်တဲ့လူငယ်တွေကိုခေါင်းဆောင်ကပွဲနာမည်ပေးအပ်ပြီးဒါဟာဂုဏ်ထူးနဲ့တာဝန်ကိုကိုစားပြုပါတယ်။လူငယ်မျိုးနွယ်ဝင်များသည်နောက်ဆုံးတွင်လင်းယုံအတိုက်တစ်ခုကိုတွေ့ရှိခဲ့ကြတော့လဲအထဲမှာလင်းယုံဥသုံးလုံးသာရှိနေသည်ကိုတွေ့ရပါသည်တဦးကအားလုံးယူသွားဖို့အကြံပြုပေမဲ့နောအားကတော့ပြက်ပြက်သားသားကန့်ကွက်ခဲ့ပါတယ်မျိုးနွယ်စုရဲ့ရှေးထုံးအရလင်းယုံတွေအောင်မြင်စွာမျိုးပွားနိုင်ဖို့အတွက်ဥတလုံးအမြဲချန်ထားခဲ့ရပါတယ်စိတ်ပြက်အားငယ်နေတဲ့တငယ်ချင်းတို့ကိုကြည့်ပြီးနောအားကအဲ့ဒီဥနှလုံးကိုတငယ်ချင်းကောင်းများဖြစ်တဲ့အနိုင်ယာနဲ့ဆူနာကိုပေးလိုက်ပါတယ်ထိုအချိန်မှာပင်နောအားသည်မျက်နှာချင်းဆိုင်6ကမ်းပါထိပ်မှာနောက်ထပ်လင်းယုံအတိုက်တစ်ခုရှိနေသည်ကိုအံ့အားသင့်စွာတွေ့ရှိလိုက်ရပါတယ်အဲ့ဒီအတိုက်ကိုရောက်ဖို့ဆိုရင်ဒီနဲ့ဆိုင်နဲ့6နဲ့ကြီးကိုကြော်ဖြတ်မှဖြစ်မှာပါနောအားဟာသူ့နောက်ကတန်ချောင်းကိုမြင်လိုက်တဲ့အခါမဆိုင်မတွဆွဲထုတ်ပြီးချက်ချင်းခုန်ချကတစ်ဖက်ကိုကူးသွားခဲ့ပါတယ်တငယ်ချင်း2ယောက်လုံးနောအားရဲ့တတိရှိတဲ့လှုပ်ရှားမှုကြောင့်အံ့အားသင့်သွားခဲ့ကြပါတယ်နောအာဟာတန်ချောင်းကိုအားပြုပြီးအတိုက်စီတို့အမြန်တက်သွားခဲ့ပါတယ်အတိုက်ထဲမှာဥလေးလုံးရှိတာကိုမြင်လိုက်ရတော့တငယ်ချင်းတွေကိုလက်ဝဲရမ်းပြပြီးဝမ်းသာခဲ့ပါတယ်နောအာဥတလုံးကိုယူဖို့လုပ်နေတော့မှပဲလင်းယုံကြီးဟာရုတ်တရက်ကောင်းကင်ရမ်းမှာပေါ်လာခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲနောအာဟာအတိုက်ကနေအောက်ကကြောက်တုံးပေါ်ကိုပြုတ်ကျသွားခဲ့ရတယ်နောအာမထနိုင်ခင်မှာပဲမခိုင်မမာဖြစ်နေတဲ့ကြောက်တုံးတွေဟာအောက်ကိုစပြီးပြုတ်ကျလာခဲ့ပါတယ်အခြေအနေကအလွန်အန္တရာယ်များလာတဲ့အတွက်နောအာဟာကြောက်တုံးကိုအမြန်လိုက်ရောဆင်းခဲ့ရပါတယ်တငယ်ချင်း2ယောက်ကစိုးရိမ်တကြီးပြေးလွှားနေခဲ့ကြပေမဲ့ကူညီဖို့နီးလန့်မရှိခဲ့ပါဘူးနောအာဟာကြောက်တုံးကနေအောက်ကိုပြုတ်ကျမသွားခဲ့ဘူးဆိုတာသူတို့တွေးလိုက်ရတော့မှတက်ပြင်းချနိုင်ခဲ့ပါတယ်နောအာဟာကြောက်နေရန်မှာတွေ့ကပ်နေရင်လင်းယုံဦးကိုထုတ်ပြပြီးသူကောင်းကောင်းမွန်မွန်ရှိကြောင်းတငယ်ချင်းတွေကိုပြသလိုက်ပါတယ်အခုတော့သူတို့အားလုံးမှာကိုယ်ပိုင်ဥပလုံးစီရခဲ့တဲ့အတွက်အလွန်ပျော်ရွှင်နေခဲ့ကြပါတယ်သူတို့အိမ်ပြန်ဖို့ပြင်ဆင်နေတော့မြင်းဆောင်ပြောင်းနေတာကိုသတိထားမိလိုက်ကြတဲ့ရုတ်တရက်တစ်တော်ထဲမှာအရေးတစ်ခုလှုပ်ရှားနေတာကိုတွေ့ရပြီးအဲ့ဒီအရေးဟာတစ်ပင်နောက်မှာပုံနေတာပါဆူနာကကျိုးပစ်လိုက်တဲ့အခါမြင်းဆောင်ကိုပတ်ထားတဲ့အရေးဟာလင်းမြန်စွာထွက်ပြေးသွားခဲ့ပါတယ်သူတို့လည်းနောက်ကနေလိုက်ခဲ့ကြပြီးဥမင်လိုင်ကောင်းဝါတစ်ခုစီကိုရောက်လာခဲ့ပါတယ်အဲ့ဒီဥမင်ဝါဟာသူတို့မျိုးနွယ်စုရဲ့တားမြစ်နယ်မြေဖြစ်တဲ့အတွက်သူတို့အားလုံးခြေလမ်းရက်တန့်သွားခဲ့ရပါတယ်ခေါင်းဆောင်ကတင်းဒီအနေရများတဲ့နေရာဖြစ်လို့ဝင်ရောက်ခြင်းမပြုဖို့အကြိမ်ကြိမ်တတိပေးထားပါတယ်အသက်ကြီးတဲ့အနိုင်ရဟာတတိကိုမွေးပြီးရှေ့ကိုတဖြည်းဖြည်းချင်းကပ်သွားခဲ့ပါတယ်အနိုင်ရဟာစောင်းပေါ်မှာတခြားအနက်တစ်ခုရနေတယ်လို့ပြောပါတယ်နောအာနဲ့ဆူနာတို့ပို့ပြီးတင်းမာလာကြတဲ့အနိုင်ရကဒါဟာလူသားတွေဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့အနိုင်ရဟာတကိုင်းပေါ်ကဆောင်းကိုတတိထားပြီးလင်းမြန်စွာယူခဲ့ပြီးသူတို့ဟာဥမင်ကနေလင်းမြန်စွာထွက်ပြေးကမြင်းစီးပြီးမျိုးနွယ်စုစီပြန်လာခဲ့ကြပါတယ်မျိုးနွယ်စုတို့ပြန်လာတော့အခါကလေးများသည်နောအာတို့ကိုဝိုင်းအောင်ပြီးအပြင်မှာအန်ရရှိလားဥရခဲ့လားစသည်ဖြင့်မေးမြန်းခဲ့ကြပါတယ်နောအာဟာသူ့မိခင်ကိုတွားရောက်တွေ့ဆုံတဲ့အခါမိခင်ကသူပြန်လာလို့ဝမ်းသာခဲ့ပါတယ်နောအာရဲ့ဖခင်ကဒီမျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်တယ်လို့အကောင်းဆုံးလင်းယုံတင် जा ပေးသူလည်းဖြစ်ပါတယ်နောအာဟာဂုံယူမှုနဲ့မျှော်လင့်ချက်တွေနဲ့ဖခင်စီရောက်လာခဲ့ပါတယ်ဖခင်ဟာသူ့ရဲ့နေလင်းယုံကိုကင်ပြီးနောအာကိုနှုတ်ဆက်တဲ့အခါလင်းယုံကနောအာရဲ့နဖူးကိုတစ်ချက်ထိုးလိုက်တဲ့အတွက်နားသွားခဲ့ရပါတယ်ဖခင်ကနောအာကိုအတိုက်ထိတ်ကိုတက်ခဲ့လာလို့မေးတဲ့အခါနောအာကသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြဖို့ပြင်ဆင်နေတော့မှပဲဖခင်ဟာထူးဆန်းတဲ့အနံ့ကိုရလိုက်ပါတယ်နောအာကဆောင်းကိုဖခင်စီပေးလိုက်တဲ့အခါဖခင်ကမင်းအပြင်ဘက်တောင်တန်းတွေကိုသွားခဲ့သလားလို့ချက်ချင်းမေးလိုက်တယ်နောအာကအဲ့ဒီနေရာကတားမြစ်နေမြေဆိုတာတိလို့မသွားခဲ့ပါဘူးလို့အခိုင်အမာပြောခဲ့ပါတယ်ဖခင်ကဆောင်းပေါ်မှာလူသားသွေးဘလို့ပါလာတာလဲလို့မေးခဲ့ပါတယ်ဖခင်ကနောအာကိုစိတ်သက်သာရစေဖို့အတွက်ချင်းကပ်ခဲ့ပြီးသူတို့မျိုးနွယ်စုအတွက်လူသားတွေဟာအနေရတာယူဆောင်လာမှဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဖခင်ဟာဆောင်းကိုလူကြီးသူမတွေစီပေးအပ်လိုက်ပြီးနောအာဟာတိတ်တဆိတ်ချောင်းနှားထောင်ခဲ့ပါတယ်နောက်ဆုံးမှာတော့လူကြီးသူမတွေဟာရှိုးမြောင်ကိုလူလွတ်ပြီးအခြေအနေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်ထိုညမှာပဲအိမ်မရတဲ့နောအာဟာအပြင်ထွက်ပြီးငါးလန်းစင်ပြင်းနေတော့နောက်ကမိဖို့ခန်းထဲမှာလှုပ်ရှားတန်ကြားလိုက်ရပါတယ်သူဝင်စစ်ဆေးလိုက်တော့ထောက်မှာပုံနေတဲ့လူသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်နောအာကလိုက်ဖမ်းပေမဲ့လူသားကတစ်တော်ထဲကိုပြေးဝင်သွားပါတယ်နောအာဟာသူ့ရဲ့လင်းယုံကိုကွဲကြည့်နေတာကိုမြင်လိုက်ရတော့စီးကြနေတဲ့ဥအည်တွေနဲ့အတူစိတ်ပြတ်အားငယ်မှုတွေပြည့်နှက်သွားခဲ့ပါတယ်တငယ်ချင်းတွေတီးလိုက်ရတဲ့အခါသူတို့လည်းစိုးရိမ်ခဲ့ကြပါတယ်နောက်နေ့ဟာညီညွတ်ရေးနေ့ဖြစ်တာကြောင့်ဘာလို့ရမလဲလို့ဆူနာကမေးခဲ့ပါတယ်နောအာဟာသူ့ဖခင်ကခေါင်းဆောင်ဖြစ်ပေမဲ့ရှေးထုံးကိုချိုးဖောက်မှာမဟုတ်ဘူးလို့သိတဲ့အတွက်ဖခင်စီမသွားဖို့ညှင်းဆိုခဲ့ပါတယ်မျိုးနွယ်စုကိုတက်တည်ပြဖို့အတွက်နောအာဟာနေခင်းက6ကမ်းပါးကိုပြန်သွားပြီးနောက်ထပ်အပလုံးရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ညဘက်မှာမြင်းစီးပြီးသွားနေတော့တိုက်ခိုက်တံတွေကြားလိုက်ရပါတယ်။နောအားလိုက်သွားတဲ့အခါလွင်မြင်တစ်ခုပေါ်မှာသူတို့မျိုးနွယ်စုမှမဟုတ်တဲ့အလောင်းချို့ကိုတွေ့လိုက်ရပါတယ်။ထိုအချိန်မှာပဲနေကင်းဘက်ကဖခင်ကဆေလွတ်ခဲ့တဲ့စုံစမ်းထောက်လှမ်းသူအိုဒါဟာနောက်ကနေပေါ်လာခဲ့ပါတယ်။အိုဒါဟာဒဏ်ရာပြင်းထန်စွာရရှိထားပြီးအရေးကြီးတဲ့သတင်းစကားတစ်ခုပေးချင်ပေမဲ့အချိန်မရလိုက်ပဲလဲကျသွားခဲ့ပါတယ်။နောအားတတိထားမိလိုက်တာကအိုဒါရဲ့ကြောမှာဓာတ်တစ်ချောင်းဆိုင်နေတာပါ။ထို့နောက်တစ်တော်ထဲကနေမျက်နှာဖုံးဆွတ်ထားတဲ့မြင်းစည်းအဖွဲ့တစ်ဖွဲ့ရောက်လာပါတယ်။သူတို့ဟာမြေပြင်ပေါ်ကအလောင်းတွေကသူတို့ရဲ့ထောက်လှမ်းရေးတွေဖြစ်တယ်ဆိုတာသိသွားပါတယ်။ခေါင်းဆောင်ကအိုဒါအနာကဆောင်းကိုနမ်းကြည့်ပြီးဒါဟာလူသားတွေရဲ့အနံ့ဖြစ်တယ်လို့ပြောပါတယ်။ရုတ်တရက်နောအာရဲ့မြင်းဟာထွက်လာခဲ့ပါတယ်။မျိုးနွယ်ဝင်တွေကဒီမြင်းကိုလူသားတွေရဲ့မြင်းလို့မှားယွင်းစွာထင်မှတ်လိုက်ကြပါတယ်။ခေါင်းဆောင်ကလက်နက်နဲ့မြင်းကိုထိုးလိုက်တဲ့အခါမြင်းဟာထိတ်လန့်တကြားနဲ့နောအာရဲ့မျိုးနွယ်စုစီကိုပြေးသွားပါတော့တယ်။နောအာဟာသူ့မျိုးနွယ်စုကိုချက်ချင်းတတိပေးဖို့အတွက်တစ်တော်ထဲမှာအစွမ်းကုန်ပြေးခဲ့ပေမဲ့မြင်းရဲ့အရှိန်ကိုမမီနိုင်ခဲ့ပါဘူး။နောအာမျိုးနွယ်စုစီအသက်ရှူမဝပဲရောက်လာတဲ့အခါမျိုးနွယ်စုတစ်ခုလုံးဟာမီးလောင်ကျွမ်းခြင်းနဲ့ရှုပ်ထွေးမှုတွေထဲမှာနစ်မြုပ်နေခဲ့ပါပြီးမြင်းစည်းလာတဲ့မျိုးနွယ်ဝင်တွေဟာသူတို့လူတွေကိုတိုက်ခိုက်ပြီးဖမ်းဆီးနေကြပါတယ်။တငယ်ချင်းအနိုင်ရကငိုယိုပြီးသူတို့ဟာသူ့ကိုရိုက်ခွဲပစ်လိုက်တယ်လို့ဆူနာနဲ့နောအာရဲ့မိခင်ကိုပါဖမ်းခေါ်သွားကြောင်းပြောပါတယ်။နောအာဟာရိုက်နှက်ခံလိုက်ရပြီးမြေပြင်ပေါ်လဲကျသွားတဲ့အခါအနိုင်ရကသူ့ကိုဖတ်ထားပြီးဖခင်ကိုတွားခဲ့ဖို့နောအာကိုတောင်းဆိုခဲ့ပါတယ်
နော်အာဟာသူ့ဖခင်ကိုတွေးဖို့တာဝါထိပ်ကိုပြေးသွားခဲ့ပါတယ်။ခေါင်းဆောင်ကတာဝါပေါ်ကိုတက်နေတဲ့မျိုးနွယ်ဝင်တဦးကိုတွေ့တဲ့အခါနော်အာဖခင်ဟာတာဝါထိပ်ကလင်းယုံတွေကိုလွှတ်ပေးနေခဲ့ပါတယ်။နော်အာကဖခင်ကိုကူညီပြီးလင်းယုံအားလုံးကိုလွှတ်ပေးခဲ့ပါတယ်။ထိုအချိန်မှာပဲရန်သူကောင်းဆောင်ဟာတာဝါထဲကိုရောက်လာပြီးနော်အာဖခင်ကိုအညံ့ခံဖို့တောင်းဆိုခဲ့ပါတယ်။ဖခင်ကအားနဲ့မှန်းသိပေမဲ့မီရှုကိုဆွဲယူပြီးတိုက်ခိုက်ခဲ့ပါတယ်။ခေါင်းဆောင်ကအပေါ်ကနော်အာကိုမြင်တော့ဒေါသတကြီးလိုက်တိုက်ပြီးတစ်သားထည်တွေကိုရိုက်ခွဲခဲ့ပါတယ်။နော်အာဟာရှောင်းတိန်နေရင်တခြားနေရာကိုခုံဖို့ကြိုးစားတော့ခေါင်းဆောင်ကလျှက်စစ်တုပ်ကိုတန်ပေါင်ပေါ်ရိုက်လိုက်တဲ့အခါနော်အာမီးဆွဲပြီးအောက်ကိုပြုတ်ကျသွားပါတယ်။ခေါင်းဆောင်ကနော်အာကိုရက်ရက်ဆက်ဆက်နင်းချလိုက်ပါတယ်။ဖခင်ဟာဝင်ရောက်ပြီးခေါင်းဆောင်ရဲ့လက်ပင်ကိုတစ်သားတုံးနဲ့ညှစ်ခဲ့ပေမဲ့ခေါင်းဆောင်ကတုပ်ကိုချက်ချင်းချိုးဖျက်ပြီးဖခင်ကိုမြေပေါ်ပစ်ချခဲ့ပါတယ်။ခေါင်းဆောင်ကနော်အာဖခင်ကိုအကြိမ်ကြိမ်ထိုးချိတ်ပြီးရိုက်နှက်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့နော်အာဟာခုန်ဆင်းပြီးခေါင်းဆောင်ကိုတိုက်ခိုက်ခဲ့ပေမဲ့ခေါင်းဆောင်ကသူ့ကိုနောက်ကျောကနေလှုပ်ခါချပြီးတာဝါအပြင်ကိုပစ်ထုတ်လိုက်ပါတယ်။ကံကောင်းထောက်မစွာနဲ့နော်အာဟာကျိုးတစ်ချောင်းကိုစုပ်ကင်ထားနိုင်ခဲ့လို့အောက်ကိုမကျခဲ့ပါဘူး။သူကျိုးပေါ်တက်ပြီးဖခင်ကိုကယ်ဖို့ကြိုးစားနေတော့မှပဲဖခင်ဟာသူ့ရှိမှအားပြင်းပြင်းနဲ့ပစ်ချခံလိုက်ရတာကိုမြင်လိုက်ရပါတယ်။နော်အာဟာဖခင်ရဲ့ရက်ဆက်ဆက်အသက်ခံလိုက်ရတာကိုကြည်ရင်အတိုင်းမသိဝမ်းနည်းမှုဒေါသနဲ့စိတ်ပြည့်အားငယ်မှုတွေနှလုံးသားထဲမှာပြည့်နှက်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲနော်အာအသက်ရှင်ခဲ့ပါတယ်။သူသတိပြန်ရလာတဲ့အခါသူတို့ရဲ့ရွာဟာပြာပုံဖြစ်ပြောင်းလဲသွားပြီဖြစ်ပြီးဂုံတိတ်ခါကိုကိုစားပြုတဲ့တာဝါဟာလည်းတန်းထဲခုံပဲကျွန်တော်တာကိုတွေးလိုက်ရပါတယ်။နော်အာဟာပြာပုံကြားကဖခင်ရဲ့ရုပ်လောင်းကိုတွေးလိုက်ရပြီးအကူညီမဲ့ကလေးတစ်ယောက်လိုထိုင်နေခဲ့ပါတယ်။ဖခင်ရဲ့တင်ကြိုင်းနားမှာရက်ပြီးနော်အာဟာသူ့ရဲ့မိခင်နဲ့မျိုးနွယ်စုဝင်တွေကိုအန္တရာယ်ကင်းစွာပြန်ခေါ်လာဖို့နဲ့ဖခင်ကိုတက်တဲ့လူတွေကိုတင့်တော်တဲ့တန်ဖိုးပေးချေစေရမယ်လို့ကြိတ်ဆိုလိုက်ပါတယ်။ထို့နောက်နော်အာဟာပြာပုံထဲကရှာတွေ့တဲ့လက်နက်ကိုကင်ဆောင်ပြီးမြင်းစည်းကသူတို့ရဲ့ဇာတိမြေကနေထွက်ခွာလာခဲ့ပါတယ်။ဥမင်ဝကိုရောက်တဲ့အခါသူခဏတာတွေဝေသွားခဲ့ပါတယ်။ဒီဥမင်ဝဟာတားမြစ်နယ်မြေဖြစ်ပြီးမတိနိုင်တဲ့အန္တရာယ်တွေနဲ့ပြည့်နှက်နေတယ်လို့ဆိုကြပါတယ်။သို့တော့မြေပြင်ပေါ်ကမြင်းခွာရတွေကိုမြင်လိုက်ရတဲ့အခါနော်အာရဲ့မျက်လုံးတွေဟာခိုင်မာလာခဲ့ပါတယ်။ဘလို့ပဲခက်ခဲပါစေနောက်ဆုံးမှမဟုတ်ပါဘူး။သူဟာဒီမြင်းခွာရတွေနောက်ကိုလိုက်ပြီးမိခင်နဲ့မျိုးနွယ်စုဝင်တွေကိုရှာဖွေကဖခင်အတွက်လက်စားချေရပါတော့မယ်။နော်အာရဲ့ရင်ထဲကယုံကြည်ချက်ဟာမီးရန်လိုတောက်လောင်နေပြီးသူစူးစမ်းအားထုတ်ရင်မိခင်နဲ့မျိုးနွယ်စုဝင်တွေကိုပြန်တွေ့မဲ့ဖခင်အတွက်လက်စားချေပြီးသူတို့ရဲ့လှပတဲ့ဇာတိမြေကိုပြန်လည်တည်ဆောက်နိုင်မယ်လို့ယုံကြည်နေပါတယ်။